ဒီနေ့ကတော့မိသားစုတွေအကြောင်းပြောပါမယ်ပေါ့နော်အဲ့တော့မိသားစုကိုခတ်ကြောကူလို့ခေါ်တယ်အဲ့မှာဝါတာရှိနိုခတ်ကြောကူကျွန်တော်ရဲ့မိသားစုအကြောင်းပြောမယ်ကျွန်တော်မိသားစုအကြောင်းပြောတဲ့ခါမှာစံတပါတဲ့အတုံးလုံးတွေထည့်လို့မရဘူးဥမာအိုကားဆန်အိုတိုးဆန်အဲ့ဒါတွေကမိသားစုကလို့ပြောတဲ့ခါမှာစံတွေထည့်တော့ပါဟုတ်ပြီနော်ပြီးရင်အမေအဖေလို့ခေါ်တဲ့ခါမှာညီလေးညီမလေးလို့ခေါ်တဲ့ခါမှာစံထည့်တော့မှာဟုတ်ပြီနော်ဥမာမင်းဒီဟာကြတော့ဝါတာရှိနိုခတ်ကြောကူကြတော့မင်းရဲ့မိသားစုတွေကဘာသူလဲဘယ်နှစ်ယောက်ရှိလဲဆိုရင်အဖေတွေအမေတွေရှိတယ်ကိုအတွက်ကိုပဲတီးတန်တော့သူများကိုလာမေးလို့ကိုကဖြေတော့မယ်ဆိုရင်ဒီဥစ္စာကိုတော့မှာဝါတာရှိနိုခါဆိုကိုတော့မှာဟုတ်တယ်နော်ဝါတာရှိနိုခါဆိုကိုကတော့အမဆိုဖူနော်အဖိုးရှိမယ်ဆိုဘိုအဖွားရှိမယ်နော်ဆိုဖူဖောဆိုရင်အဲ့ဒါအဖိုးဖွားအောက်မှာလျောရှင်မိဘနှစ်ပါးရှိမယ်အဲ့တော့မိဘနှစ်ပါးမှာချီချီဆိုရင်အဖေဟာဆိုရင်အမေပြီးရင်ခေါ်သားညီကိုမောင်နှမတွေမှာဆိုရင်အနီအကိုရှိမယ်နော်ပြီးလို့ရှိရင်အနေအမားရှိမယ်ပြီးရင်ဝါတာရှိကျွန်တော်ရှိမယ်ပြီးရင် emoto เนาะ emoto ကညီမလေးရှိမယ် auto ညီလေးရှိမယ်အဲ့တော့ကိုဟာကြီးပြောရင်တော့သူတို့ရှိပါတယ်ဆိုပြီးပြောရမှာစံလုံးဝမပါဘူးဟုတ်ပြီเนาะပြီးလို့ရှိရင်ဟိုဘက်ချက်မှာဆိုရင်oji ဦးလေးရှိမယ် over အတော်ရှိမယ်ဟုတ်ပြီနော်ဤတော့ကောညီကိုမောင်မဝင်းခွဲကိုပြောတာဒါဆိုရင်ဒါကိုမိသားစုပြောရင်စံထည့်စရာမလိုဘူးโอเคမင်းမိသားစုပါခေါ်လို့ပြောတဲ့အခါကျတော့မှသူများအောင်မေးတဲ့အခါကျတော့မှသူများအောင်မေးတဲ့အခါကျမှမင်းရဲ့အိုတိုးဆန်နေအိုကားဆန်နေရှိလားအဲ့လိုမျိုးပြောမှာเนาะအဲ့ဆိုသူများမိသားစုဆိုရင်မအိုကြီးဆောင်เนาะအဖိုးအိုဘာဆန်အဖွားเนาะအဲ့လိုမျိုးလာမှာအိုတိုးဆန်ခလာเนาะအဖေအိုကားဆန်အမေအိုကြီးဆောင်နော်ဦးလေးအိုဘာဆောင်အတော်ပြီးအောင်မှာအိုနီးဆောင်အကိုအိုနဲဆောင်အမဒီမှာဝါတာရှိပြီးအီတော့ကောအဲ့တော့အီတော့ကောတော့ဝါတာရှိတော့ဆန်မပါဘူးပေါ့နော်ဒါသူများရဲ့မိသားစုကိုပြောတယ်ဒါမှမဟုတ်ရင်အဖေအမေမောင်လေးညီမလေးဆိုပြီးတော့အခေါ်တစ်ခုအနေနဲ့တုံးရင်အဖိုးကြီးအဖွားကြီးတုံးရင်အခေါ်တစ်ခုအနေနဲ့ပဲတုံးတာနော်မိသားစုဘယ်နှယောက်ရှိလဲဆိုရင်အခုနအရှိဆုံးမှာပါတယ်တေပဲရဥစ္စာကိုပဲပြောရမှာနော်အဖေရဲ့အမေရဲ့ချီချီဟာအဲ့လိုမျိုးတွေပဲပြောရမှာနော်ဒါအခေါ်ပေါ်အနေနဲ့ဥစ္စာရမယ်နော်โอเคအဲ့မှာဘယ်နှယောက်ရှိလဲခါတော့ကနာနေဒစ်ကာဘယ်နှယောက်ဖြစ်တယ်လဲနာနီအီမတ်ကာဘယ်နှယောက်ရှိလဲเนาะအီမတ်တက်ရှိမလို့အီမတ်အဲ့ဆိုတယောက်ကနေဆိုင်ရင်ဟီတိုရီတယောက်ဖူတာရီနှစ်ယောက်တယောက်နှစ်ယောက်ကချွင်းချက်3ယောက်ကစားပြီးတော့အနောက်မှာနင်းဆိုတဲ့မြန်မာလိုဆိုရောက်ဆိုတဲ့တင်ဂီတာလေးထည့်လိုက်ရုံပဲကိုကြီးနေကြခဏအတိုင်းပဲ sound 3လို့ရေးရမလား sound နဲ့4ယောက်ဆိုရင်ပုံမှန်ယွန်းလို့ရေးမယ်ဒီမှာယော်နင်းလို့ရေးမယ်ပြီးတော့5ယောက်ဆိုရင်ကိုနင်းလောကုနင်း6ယောက်နနနင်း9ယောက်ဟာချီနင်း10ယောက် Q နင်းเนาะ9ယောက် ဂျူနင်း10ယောက်ပြီးအဲ့လောက်ထိကတော့မများဘူးလေเนาะအဲ့ဒါကမိသားစုရဲ့အရေးအတွက်ကိုပြောတာเนาะနင်းအပြင်ဘာရှိမလဲဆိုရင်မင်းတို့ရဲ့အဖေကအသက်တွေညီမလေးရဲ့အသက်တွေပြောချင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာအသက်ကိုယူတွက်မယ်ဆိုရင်1 2 3လေးအချင်းဒီစမ်းကိုပဲသူက size ဆိုပြီးတော့ပေါင်းလိုက်ပေါ့နော်ဒါပေမဲ့1မှာ ichi size လို့မသုံးမယ်နဲ့ is size ဆိုပြီး chi size ဆိုလေးနဲ့သုံးမယ်နှစ်ကတော့ပုံမှန်ပဲ ni size 3နှစ်ဆိုရင် san size 9နှစ်ဆိုရင် yon size go size ရောင်း5နှစ် loku size nana size hak size ဟုတ်နော် q size just size အဲ့တော့ချင်းချက်ကဘာဖြစ်သွားလဲဆို ichi မှာချိပြုတ်ပြီးတော့ chi size ဆိုဖြစ်သွားတယ် hachi မှာလည်းချိပြုတ်ပြီးတော့ chi size ဆိုဖြစ်သွားတယ်10မှာကျတော့အတန်ရှည် june မှာဥပြုတ်ပြီးတော့ chi size ဆိုဖြစ်သွားတယ်အဲ့တော့1ရဲ့8ရဲ့10ကတော့သူက chi size ဆိုလေးနဲ့သွားတယ်ပေါ့အတန်ထွက်တတိထားပေးပါနော်အဲ့ဆိုရင်ပြန်ဆိုကြည့်လို့ရတယ် it size ni size san size yon size go size loku size nana size ha size q size just size okay အသက်20ဆိုရင်ချွင်းချက်ဟာတာချီလို့သုံးတယ်စိုင်းမပါတော့ဟုတ်ပြီနော်အသက်20ဆိုရင်ဟာတာချီလို့သုံးတယ်နော်ပြီးရင် san just size yon just size go just size အဲ့လိုထွက်သွားရုံပဲနော်